တငယ်ချင်းများမင်္ဂလာပါဒီနေ့မှာတော့ငါနဲ့အတီးအရွက်ကြော်ကိုဒီနေ့ကျွန်တော်အလွယ်တကူလာပြီးတော့ကြော်ပြသွားမှာဖြစ်ပါတယ်ဒီရက်ကြော်တဲ့နီလန်းလေးကလည်းအရန်ကိုလွယ်ကူပြီးစားလို့လည်းအရန်ကောင်းပါတယ်เนาะကျွန်တော်ကဒီနေရာမှာတစ်ခါစားလေးပဲကျွန်တော်လုပ်ပြတာပါတယ်ဒီမှာကျွန်တော်တို့ပန်းကိုပြီးအဖြူသုံးပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအစိမ်းလေးလည်းသုံးပါမယ်မောင်လာဥနီပါမောင်လာဥလီတွေလည်းဒီမှာအနေငယ်သုံးထားပါမယ်ပြီးရင်တော့ကျွန်တော်ဒီမှာငါးကြတော့ပလာထူးငါးဖြစ်ပါတယ်เนาะပလာထူးငါးပေါင်းထားတာကိုကျွန်တော်ဒီမှာနှစ်ကောင်ဝင်လာပါတယ်ပလာထူးငါးလေးတွေကြတော့ဒီနေရာမှာအယိုးလေးတွေတော်တော်များတဲ့အတွက်ကြောင့်အယိုးလေးတွေတော့တေချာလေးဖဲ့ထားပေးလိုက်ပါเนาะပလာထူးငါးကိုဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ပေါ့เนาะဒီဆေးရုံကနေသူတို့ဒီမိခင်နဲ့ခလေးတွေပေါ့เนาะသူတို့အားရှိအောင်သူတို့ဒီပလာထူးငါးကိုသူတို့ရဲ့ဒီရိုးရအစားအနေနဲ့ပေါ့เนาะသူတို့ကျွေးပါတယ်ဒီလိုမျိုးဘိုက်ကြီးတဲ့တွေကိုဝန်ဆောင်တဲ့တွေဆိုလို့ရှိရင်သူတို့ဒီပလာထူးငါးလေးတွေကိုသူတို့စားခိုင်းပါတယ်ဒါတော့ကျွန်တော်ဒီဘဟုတုတရရဲ့အတွက်ကျွန်တော်ပြောပြတာပါเนาะပြီးရင်ကြက်သွန်ဖြူပါเนาะကြက်သွန်ဖြူကတော့တစ်လုံးကိုကျွန်တော်ဒီမှာဓာပြားလေးနဲ့ရိုက်တာပါမယ်ပလာထူးငါးလေးတွေကိုဒီမှာစီလေးအနှဲငယ်လေးနဲ့ကြော်ပေးလိုက်ပါเนาะကြော်နေတော့ကျွန်တော်အကြော်အိုလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေမင်္ဂလာပါခင်းနေပါလေကြော်မှာပဲဖြစ်ဖြစ်ချက်မှာပဲဖြစ်ဖြစ်ဒါလေးနဲ့လုံးဝအဆင်ပြေပါတယ်เนาะကျွန်တော်ဒီမှာဒါမျိုး nested အိုလေးတွေလာရောက်မှယူလို့ရပါတယ်မှယူချင်လဲဆိုရင်ကျွန်တော်ရဲ့ message မှာစာလေးတွေပို့လာခဲ့ပြီပါเนาะဒီမှာပလာထူးငါးလေးတွေကိုပေါ့เนาะနီရဲရဲလေးပေါ့နော်ဖြစ်သွားတဲ့ဒီနေရာမှာမီအေးအေးလေးနဲ့ကြော်ပြီးလိုက်ပါတကယ်လို့ကိုကဒီနေရာမှာပလာထူးငါမရှိဘူးဆိုလို့ရှိရင်ကိုအဆင်ပြေတဲ့ငါကိုကြော်ပြီးတော့ဒီလိုမျိုးပုံစံလေးပေါ့နော်အယိုးလေးတွေနှွှင့်ပြီးခက်တေးလေးတွေပေါ့နော်အယိုးလေးတွေနှွှင့်ပြီးကျွန်တော်တို့ကြော်မယ်ဆိုလို့ရှိရင်လည်းဒီအတီးအရွက်လေးတွေပေါ့နော်ရောပြီးတော့ကြော်မယ်ဆိုလို့ရှိရင်လည်းကြော်လို့ရပါတယ်ကြော်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြက်သွန်ဖြူကိုဒီမှာအရင်ဦးဆုံးပေါ့နော်ကြက်သွန်ဖြူကိုကျွန်တော်ဒီမှာဒီစီလေးအနေငယ်လေးနဲ့ပဲကျွန်တော်ကြော်လိုက်ပါတယ်ကြက်သွန်ဖြူလေးတွေဒီမှာနီရဲရဲလေးရလာပြီဆိုလို့ရှိရင်အစောကကျွန်တော်တို့ဒီအတီးအရွက်လေးတွေကိုပေါ့နော်ကျွန်တော်တို့ဒီမှာထည့်ပြီးတော့ကြော်ပါမယ်ကြော်တဲ့နေရာမှာကျွန်တော်ဒီမှာရေမထည့်ပဲနဲ့ဒီတိုင်းပဲပေါ့နော်စီလေးနဲ့ကျွန်တော်အနေငယ်လေးပဲကြော်ထားပါတယ်မီးကတော့မီးခက်အေးအေးလေးသုံးပေးပါနော်ပြီးကြော်ဒီမှာတကြားလေးထည့်ပါမယ်ကြက်သားမုတ်လေးဒီနေရာမှာအနေငယ်ထည့်ပါမယ်ကြက်သားမုတ်ကြတော့ကျွန်တော်ကိုယ်တိုင်လုပ်ပြတာတဲ့ကြက်သားမုတ်လေးဖြစ်ပါတယ်နော်ပြီးကျွန်တော်ဒီမှာပဲငှက်ပြာကြီးအကျဲပါနော်ခေါင်းစိမ်းလေးနဲ့ကျွန်တော်ဒီမှာထည့်ပါမယ်ပဲငှက်ပြာကြီးထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာခယူးစီလည်းထည့်ပါမယ်ခယူးစီကြတော့2စွန်း3စွန်းလောက်ဒီနေရာမှာထည့်ပေးလိုက်ပါနော်အနက်မွမွေးလေးနဲ့စားချင်လို့ရှိရင်ခယူးစီလေးသုံးပေးပါနော်အားလုံးဒီနေရာမှာထည့်ပြီးသွားပြီဆိုလို့ရှိရင်အားလုံးကိုဒီနေရာမှာတမသွားအောင်ရောပြီးတော့ကြော်ပေးလိုက်ပါတကယ်လို့ကိုကစီနဲနေတယ်ဆိုလို့ရှိရင်စီနောက်ထပ်ပေါ့နော်ထမင်းစားစုံလေးနဲ့တစ်စွန်းလောက်ထပ်ပြီးတော့ထည့်ပေးပါပြီးရင်ရေလေးဒီနေရာမှာအနှဲငယ်ထပ်ပြီးတော့ထည့်ပေးပါအနေငယ်လေးပါပဲเนาะပြီးရင်ကျွန်တော်ဒီမှာနူးသွားတဲ့ဒီသူ့ဒီနေရာမှာကြော်ပေးလိုက်ပါနောက်ဆုံးမှာကျွန်တော်ဒီနေရာမှာငါးကြော်ထားတာလေးတွေကိုကျွန်တော်ဒီမှာထည့်ပါမယ်ထည့်ပြီးပြီဆိုလို့ရှိရင်အားလုံးကိုဒီနေရာမှာတမတော့အောင်ရောပြီးတော့ကြော်ပေးလိုက်ပါကြော်ပြီးပြီဆိုတာနဲ့အပေါ့အငန်အရသာမြည်ကြည့်ပါเนาะကျွန်တော်ဒီနေရာမှာတစ်ခါစားလေးပဲကျွန်တော်လုပ်ပြတာပါတယ်တငယ်ချင်းတို့ကြက်ကြက်မယ်လို့ကျွန်တော်ထင်ပါတယ်လိုက်ပြီးတော့ဒီကနေလန်လေးတိုင်းကြော်စားကြည့်ပါဦးเนาะအရွက်လေးတွေကြတော့ကိုတခြားအတီးအရွက်ပေါ့နော်ဘူစားပဲလေးတွေစီလို့ရှိရင်လည်းထပ်ပြီးတော့ထည့်ပေးပါနော်ပို့ပြီးတော့စားကောင်းပါတယ်ကြော်တဲ့နီလန်လေးကတော့ဒီရဲ့ကြော်တဲ့နီလန်လေးတိုင်းပဲလိုက်ပြီးတော့ကြော်စားကြည့်ပါနော်ကျွန်တော်စားစမ်းကြည့်ပါမယ်နော်ကျွန်တော်ရဲ့ Food PKK Facebook page နဲ့ YouTube channel မှာဟင်ချက်နီးလေးတွေတင်ထားတာဖြစ်တဲ့အတွက်ဟင်ချက်စားခြင်းနဲ့တငယ်ချင်းလေးလာရောက်လေ့လာလို့ရပါတယ်ဒီရဲ့ဗီဒီယိုလေးကိုသဘောကျပြီးကြိုက်နေတဲ့ရင် like and share လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေနော် YouTube အကြည့်တဲ့တငယ်ချင်းတွေကြတော့ subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေနောက်တဲ့ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်